ဒီစီဆိုတဲ့ကောင်လေးတယောက်ဟာအလေးမလေးချက်နေတဲ့အချိန်မှာရုတ်တရက်သူ့ရဲ့လက်တွေဟာတိတိတသာကိုရှေ့ထွက်သွားခဲ့ပါတယ်။ပရိသတ်ကြီးလည်းအံ့ဩလို့အသက်ရှူမှသွားကြပြီးခဏအကြာမှာတော့အားလုံးကဝိုင်းပြီးရေးကြပါလေရော။ဒီလိုနဲ့ရှက်ရန်ရမ်းပြီးဒီစီကစင်ဘော်ကနေလက်အရှိကြီးနဲ့ဆင်းသွားခဲ့ရတယ်။ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကတော့စီရီယယ်ဘူးတပူးကြောင့်ပါ။ဒီစီရီယယ်ကိုအရင်ဆုံးစားခဲ့သူကတော့သူ့အကူတော်မှာစားပြီးချင်းမှာပဲတော်မြတ်နှခေါင်းကနေမီးခိုးတွေထွက်လာခဲ့တယ်။ဒီနောက်မှာတော့သူ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အပြောင်းအလဲတွေစဖြစ်လာပါတော့တယ်။ဖနက်ကျိုးကိုချီဖို့ကြိုးစားတိုင်းဖနက်ကျိုးတွေကပြတ်ထွက်ကုန်တယ်။တကားကိုပိတ်လိုက်တဲ့အခါလက်ကင်ဘူးကတိုင်ကနေကျွတ်ထွက်လာတယ်။ကျောင်းကိုသွားနေရင်ဖနက်ကကျွတ်ကျသွားလို့ပြန်စည်းဖို့အတွက်တန်တိုင်တစ်ခုကိုမှီလိုက်တဲ့အခါမှာတော့အဲ့ဒီတန်တိုင်ကြီးတစ်ခုလုံးကကွေးညွတ်သွားပါလေရော။ဒီမြင်းကွင်းကြောင့်အတန်းဖော်တွေအားလုံးမျက်လုံးဖြူဝင်ကြတာပေါ့။ဒါထဲမှာတောင်ကတော့အဲ့ဒီတန်တိုင်ကိုအာသာလေးပြန်ဖုံးလိုက်နိုင်ခဲ့တယ်။ အားကစားချိန်မှာတော့တွန်ကဘတ်စကတ်ဘောကွင်းထဲမှာအားနဲ့ဂိုးသွင်းလိုက်တာတိုင်တစ်ခုလုံးကျိုးထွက်သွားတဲ့အထိကိုပြင်းထန်လုံးခဲ့ပါတယ်ဒီခါကျမှတဲ့တွန်တယောက်သူ့စီမှာတခုခုမှားနေပြီဆိုတာသိလိုက်ရပါတော့တယ်ဒါနဲ့သူကတငယ်ချင်းတွေကိုခေါ်ပြီးကျောင်းအုပ်ကြီးစီတွားရောက်ကအဲ့ဒီစီရီယယ်ရဲ့စွမ်းအားကိုလက်တွေ့ပြတာဖြစ်လိုက်ပါတယ်ကျောင်းအုပ်ကြီးလည်းအဲ့တော့သုံးလှုပ်သွားပြီးကျောင်းရဲ့အလေးမအသင်းကိုဒီမော်စီရီယယ်ကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်ပြန်ပွဲနေ့မှာအားကစားသမားတိုင်းစားရမယ်လို့အမိန့်ထုတ်လိုက်ပါတယ်ဒါပေမဲ့ဒီချိန်မှာမဲ့တွန်ကစီရီယယ်ရဲ့အစွမ်းအနေတဖြည်းဖြည်းမေးမိန်လာတာကိုခံစားမိနေခဲ့ပါပြီဒါပေမဲ့သူညီလေးဒေစီကတော့ပြန်ပွဲဝင်ဖို့စေလွတ်ချုံခံခဲ့ရတယ်ဒေစီဟာအလေးမဖို့စူးစမ်းပေမဲ့အလေးကိုမမနိုင်ခဲ့ဘူးဒီအစားရုတ်တရက်ဆိုသလိုပဲသူ့လက်တွေကနောက်တစ်ချိန်ပြန်ပြီးရှေ့ထွက်သွားခဲ့ပြန်ပါလေရော